Black coffee Black coffee 1တစ်စစ်သုံးသက်နေစေအရာသာတတင်ကသွေးနဲ့လေးပြီးလို့ဖြတ်တန်းသွားရုံခါရှာနွေးမြပါလက်စွာငွေးချိုခဲ့သောအာယုံဖြူငွေ့ငွေ့ဝဲပြက်နေတဲ့အနက်ရောင်မျက်နှာပြင်ကြရဝိုင်းလေးပေါ်မှာတတိလက်လောမိမိရုပ်တွင်အဖန်ဖန်ပြန်ရှုတတိယလူတွေအကျုံးမဝင်တဲ့ရက်ဆက်တဲ့အရှိနဲ့အမှန်တုံခါမှုရဲ့တူညီတံပြန်သဘောဆက်နွယ်ပတ်သက်ခြင်းမှာကျွမ်းကျင်မပါဘူးလုံးစော်လိုက်များကြလိုက်လျောညီတွေကော်ဖီဆက်တွေချင်းသုံးမသွားသေး၍ကိုတို့အပြုံးတွေမပြောက်ဆုံးသေးစေ၍Black coffee နဲ့ထပ်ရှာတဲ့ဓာတ်တော်ပေါ်မှာနတ်မောင်သော Black coffee တစ်စက်အလားရတောက်တမ်းမှတ်နေတဲ့ငါရဲ့ရှာတစ်ချက်အဝေးမှာတိတ်ဆိတ်စွာစမ်းစမ်းရက် Black coffee 3 Black coffee တစ်ခွက်တောက်လိုက်ပြီးတဲ့အခါငါရှာမဲနဲ့ငါနှခမ်းတွေမဲနဲ့ငါသွားတွေငါမျက်နှာငါခြေလက်ငါခန္ဓာငါကိုယ်တွင်အင်္ဂါတွေနတ်တစ်ထက်နှက်မောင်လုံးမကကျွတ်ဆက်ဖြိုးဖြိုးဖြစ်ဖြစ်ပောက်ပွဲကြည်မွသွားတဲ့ဦးကောင်းကွန်တဲကထွက်ကြလာတာကအုံနောက်အဖြူပိုင်းစဖြူဖြူဖွေးဖွေးတွေ Black coffee 4တခုတ်ဝင်ပြီးနောက်အတိညာဉ်ကြိုးတွေအသီးသီးတိခတ်လူးလွန့်ကူတန်းလင်းလက်ဒူဆန်သောအပြရင်းရောင်အိမ်မက်နှခုတ်ဝင်ပြီးနောက်အုံနောက်မှရင်တွင်းသို့အချက်ပြပို့ဆောင်ဘိုးတော်ဝါတစုံတရာအဖြေရှာနေစေကိုပိုင်ကွက်လက်သုံးခွက်ဝင်ပြီးနောက်သိငယ်တဲ့စွမ်းအင်ရဲ့လောက်ခတ်မှုစัจ java လာဖြစ်တည်ခြင်းကိုတောင်ထောက်ပံ့တဖန်ပြန်လဲရှာဖွေတွေ့ရှိချက်အဲဒီနောက် Black coffee 4ခွက်5ခွက်6ခွက်9ခွက် Black coffee တခဲနဲ့ပိမ့်ပိတ်သောအယောင်ပျော်ဝင်စွမ်းရည်ဂုံတက်တိဖိတ်ခေါ်နေစွမ်းသောအာယုံအတွင်းမှစတင်သည့်အနှွေးတက်ခါတက်မှု၏ချိုမြသောလောင်စာတတင်ကဖြတ်တန်းမှု၏လုံဆော်စွမ်းပညာတတ်ဆန်းဆန်းပေါ့ကိုတို့ဟာ Black coffee ကို Black coffee လို့ရိုးသားစွာမခေါ်ဘဲလက်ပတ်ပြောနေကြပုံ Black coffee 6ပြည့်ရှန်နေတဲ့ခွက်ထဲကိုဘာမှထပ်မထည့်နိုင်တော့ဘူးဆိုတာယုံတန်းတက်ရဲ့ပါ Black coffee တစ်ခွက်ထဲကိုနေ့စဉ်ဖတ်စာအုပ်တအုပ်ကြည်မွအင်ဂျီဖြူတစ်ထဲဝေးပြေးလန်းကကားတစ်စီးလာတာညရဲ့ဈေးကြီးတစ်စုလေးလံနဲ့ကြောပွေတစ်လုံးဝင်သွားခဲ့ပူပါတယ် Black coffee ခုနှစ်တကယ်လို့ Black coffee မျက်နှာပြင်ကိုဇွန်းကလေးနဲ့အားဆိုင်မွေလို့အနက်ရောင်ရေဝဲလေးပေါ်လာပြီးအဲ့ဒီတွင်းနဲ့ကလေးတွေကိုတင်ဆက်ကြည့်လိုက်တဲ့အကြည့်ဟာတစ်ဖက်ကဘာတစ်ခုခုကတရားရောက်ရှေ့မှောက်မှာပုံသဏ္ဍာန်အသစ်တစ်မျိုးမျိုးနဲ့ပြန်ပေါ်ထွက်လာမယ်ဆိုရင် Black coffee 8 Black coffee ဆိုတာအင်းနဲ့တော့တဝကြီးတောက်ဖို့မဟုတ်မီးယုံစမ်းယုံအာယုံ၅ပါးရဲ့ထိပ်ဖျားလေးတွေကိုတိုးခတ်ယုံများလား Black coffee ကိုအဆိုင်တဲ့အစ်စ်ခဲတွေရှိနေတယ်အိတ်ရှင်စိတ်ကိုသိမ့်ပိုက်ခွေးယူသွားတတ်တယ်အခမ်းမသိရင်အော်ဂလီဆန်အော့အန်တက်တယ်ခန္ဓာဗေဒကပြလာတဲ့ဆန္ဒတဲ့ငါနဲ့ Black coffee ချာမသိလျော်ကြောင်းစီးတားထားတဲ့အပိုင်းခြားတွေပေါ့ Black coffee 30စိတ်ကူးရဲ့အိမ်မက်တွေကချိုးတယ်ရှိတရားခါတတ်တယ်အချိုနဲ့အခါချာပေါင်းကူးထားတဲ့ဂျိုဒရာတစ်စင်းပေါ်အသေးမရစတန်းရှောက်လန်းနိုင်ပြီဆိုရင်တင်ရွယ်ရပါပြီတင် Black coffee တောက်လို့ရပါပြီ Black coffee 7 coffee ခွက်ထဲကလက်တစ်ပတ်ထွက်လာငါမျက်နှာငါနှခမ်းငါလက်ချောင်းတွင်ကြမ်းတမ်းရှော့တောက်မှုရဲ့ဒုဖောက်ဖွာအာယုံညိုနဲ့အပူရည်ကိုအလိုလိုမျိုးချရသာရဲ့လို့မေမေရရသတိမကက်လိုက်စဉ်နှုတ်ကင်ပြန်ထွက်ထားတဲ့ထိုလက်ဟောင်းလောင်းအခွန်ခန္ဓာရဲ့အတိတ်ပဲမရှိခြင်းသာထင်းထင်းချင်း Black coffee စနစ်မျက်ရည်နဲ့နှက်နဲ့တတွေးနဲ့ချွေနဲ့သွေးနဲ့စီနဲ့အတ္တဘောမှာထွက်သမျှအရေးအားလုံးနည်းနည်းစီ
လျှော်ဆက်ဒရက်ပေါင်းလောင်းတဲ့ black coffee ဖြစ်သွားထို့နောက်ခွက်အတွင်းအလူရက်လိမ်ရှက်နေသောရှာနှချောင်း black coffee 73အစာရည်မျိုးဦးနေရန်သွေးကြောများတစ်လျှောက်ဆုပ်ယူပြီးသမျှဓာတ်ပစ္စည်းအစာအိမ်ထဲမှကြံသမျှကော်ဖီရည်နောက်ပြန်ဘောင်းစုအေးခဲလက်ပတ်ဖွဲ့တီးကော်ဖီစိတ်များပြန်ဖြစ်အပူပေးခြင်းကိုတံပြန်လက်ဆက်မွေးပြန့်စုခုခဲ့သောလက်များမှတဆင့်မိခင်ကော်ဖီသီးတဲ့နေရာပြန်ယူမျက်လွှာပိတ်ချလိုက်ကပန်းပွင့်တွေပြန်ဖြစ်အပွင့်မှသည်နုပြိုသောအငုံဖူးများမဖူးမငုံသေးစဉ်ငယ်ရွယ်သောရွက်နုတက်များဖြစ်စဉ်ဟာဒီနေရာမှာရက်ဆိုင်သွားအလိုအေးမြလီထုစိမ့်လန်းတောင်တန်းကြားကော်ဖီပြုတ်ခင်းငှရင်တွင်မှာ black coffee 14ကန်းချီဖြစ်ဖြစ်ရေတံခွန်ဖြစ်ဖြစ်တောတောင်ဖြစ်ဖြစ်အဝေးပြေးလမ်းဖြစ်ဖြစ်ခရီးတစ်ခုမှမောလျာနွမ်းခွေလာတဲ့အခါရေချိုတစ်ခွက်ကိုခတ်နှလုံးခုန်တဲ့တတုံနဲ့နှွေးနဲ့သူ့လက်ဖြားလေးဖြစ်စေသူ့ဆန်စလေးဖြစ်စေရုပ်ဆွအဆုံးသူ့ရိတ်ဆွန်းလေးဖြစ်စေထိနဲ့ချလိုက်တဲ့အခါအဲ့ဒါတဘာဝအဖြစ် black coffee စစ်စစ် black coffee 15မတော်တဆသော၎င်းတမင်တကာသော၎င်းခွက်တလုံးကြောက်ကွဲသွားတဲ့အခါမစွန်းမထင်မဖိတ်မစင်အရေးကုန်တတိမပြက်အနက်အရသာမပြက်ခွက်တွင်းပုံစံတဒံမပြက်ခွက်မဲ့ကော်ဖီအဖြစ်စပွဲပေါ်တင်လျက်ဟန်မပြက်ဆက်လက်တည်ရှိနေတာဒီကဘာမှာ black coffee တစ်ခုပဲရှိပါတယ် black coffee 16မြို့မောင်းသောထိုးရည်တစ်စက်ဟာသူ့ရေပြားသူ့အသားသူ့အာဟာရသူ့တဘာဝသူ့အတွေ့သူ့သွေးတန်တရာအမြင်တန်းကဖမ်းချုပ်လိုက်သည့်ထီထီမိမိတရီရီကျင်းစာ black coffee 16ဟိုးရှိတော့ကအသေးကွဲနေတဲ့ရေပွဲတစ်ကောင်ရှိတယ်သူ့လက်တန့်ရှိတစ်ခုစီမှာ black coffee တစ်ခွက်စီကင်ဆွဲလို့မျက်ရည်မဲမဲကြာရင်စကားတစ်ခွန်းပြောလိုက်တစ်ခွက်တောက်လိုက်ကုံသွားရင်ခွက်တဲ့ထပ်ပြေးလိုက်ကာလရွေ့လျားလာတဲ့အခါသူ့ဝမ်းကောင်းဟာကျေစက်ထက်ကျေ black coffee တွေပြေးစက်ထက်ပြေးအတလန်သိသမုတ်တရားတွေကပင်လယ်နဲ့ကြီးဖြစ်သွားတဲ့ကွယ် black coffee 18စင်ပွားရင်းမြစ်တွေနဲ့ဘောင်ကွတ်ထားတဲ့အဝန်းဝိုင်းတဲ့အသစ်ဆိုတာမရှိမူရင်းဖြစ်မှုဆိုတာမရှိပေါ့ပါးတယ်ဆိုတာမရှိအလေးနက်ဆိုတာမရှိရိုးတယ်ဆိုတာမရှိအထူးအဆန်းဆိုတာမရှိခံစားချက်ဆိုတာမရှိထုံကျင်ခြင်းဆိုတာမရှိမကောင်းမှုဆိုတာမရှိတရားဓမ္မဆိုတာမရှိကံကောင်းထောင်းမှစွာ black coffee သာအမြဲရှိ black coffee 19ကွေကလေးပက်လက်လန်းနေတဲ့လတချမ်းအောက်မှာနှစ်ပေါင်းများစွာကတေးချိုချိုနဲ့ဝါပလူရဲ့ရနက်မထိတ်မလန့်ညချမ်းမှုညက်ရိုင်းများမကြမ်းရှားကြပါတိမ်တဝိတ်လေစတုပ်မုတ်တုံမပါနင်းပလာပန်းဆက်ခင်တာဗင်းတကားကြည်ကြီးဟာအိမ်မပြောလေသူရဲ့ကော်ဖီပကံလုံးထဲကအရင်ငုံငွေပြုံးရောင်ရောင်သာ black coffee 20တချို့ကနားတွေကတောက်တယ်တချို့မျက်လုံးမှမြူချတချို့ဝမ်းပိုက်တက်ရဲ့တချို့လိုင်အင်္ဂါပါဇက်လေချောင်းအာခေါင်ရှာတို့ဟာ black coffee ဆိုတဲ့စကားတစပြောထွက်ရဖို့မအားမလန့်လုံးပန်းနေကြစဉ်ပန်ဒိုရာ